ကဲအားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့ကျွန်တော်တို့ကြည့်ရမယ့်ဗီဒီယိုလေးကမြန်မာစတာပေါ့နော်ပြီးခဲ့တဲ့ပတ်တုံးကဟုတ်တယ်ပြီးခဲ့တဲ့ပတ်တုံးကသူတို့ပြိုင်ခဲ့တဲ့မြန်မာစတာပေါ့နော်red zone မှာထိုင်ခဲ့တဲ့3ယောက်ကိုဒိုင်လူကြီး3ယောက်ကနေပြီးတော့ပြန်ပြိုင်ခွင့်တောင်းတာပေါ့နော်တောင်းနေတဲ့ချိန်မှာသူတို့ကပြန်ပြီးတော့ရှင်းပြိုင်ခွင့်ရတဲ့ထားပါတော့အဲ့ဒါတွေတော့ပြီးသွားပြီဒါပေမဲ့အဲ့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်ပြီးတော့သူတို့ဘာလုပ်ချင်တာလဲဘာကိုဆိုလိုတာလဲဆိုတာလေးကိုကျွန်တော်တို့အတူတူ reaction လုပ်တော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးဒီဗီဒီယိုပိုင်ရှင်ဖြစ်တဲ့မြန်မာစတာကိုလည်းကျွန်တော်ဒီနေ့ credit ပေးပါတယ်ဒီ just တွေရဲ့ပြောတဲ့စကားတန်လေးကိုနားထောင်ပြီးတော့သူတို့ကဘာကိုကြိုက်တာလဲဘာဆိုလိုတာလဲဆိုတာလေးကိုကျွန်တော်ဖော်ထုတ်သွားမှာဖြစ်ပါတယ်ဆိုလို့ရှင်တခါလေးကြည့်လိုက်ရအောင်ပြိုင်ပွဲဝင်9ဦးလုံးနောက်တစ်ပတ်ကိုဆက်ပြီးတော့ခေါ်ပါတယ် safe ဖြစ်ပါတယ်ဆိုတာ confirm ပါ congratulations နောက်တစ်ခေါက်ထပ်ပြီးတော့ဂုဏ်ယူတယ်လို့ပြောကြားချင်ပါတယ်ရှင်။ဘာကြောင့်ချစ်ငယ်တို့ကပြောလဲဆိုတော့သမီးရဲ့ဒီမတော်တဲ့ကလေးတွေဆိုတဲ့ချစ်ငယ်တို့ကအလကားအချိန်ကုန်ခံပြီးတော့မပြောတော့ဘူးလေ။ဒါသူ့ရဲ့အကျိုးစားမှုနဲ့သူ့ကံတရားပဲပေါ့။ဒါမှပေါ့ဒီကလေး3အောင်စလုံးကလည်းတော်တဲ့ကလေးတွေဖြစ်နေတဲ့ခါကျတော့တော်နေပြန်ရောကျန်တဲ့4ယောက်ကလည်းစိတ်နှလုံးသားလေးတွေကသမီးတွေ့တဲ့အတိုင်းပဲလေ။ဟုတ်။အဲ့မှာချစ်ငယ်ပြောတဲ့အတန်လေးကနော်။ तू save ချင်တဲ့လူက red zone မှာထိုင်နေတာ။နော်အဲ့မှာကောင်းပေါ်တယ်ကောင်းပေါ်တယ်နော်အဲ့လိုကျွန်တော်ပြောတဲ့အခါမှာနန်းနီရဲ့ဂျော်ဦးရဲ့စောမျိုးရာဇာရဲ့နော်အကုန်လုံးကောင်းတယ်ကျွန်တော်မကောင်းဘူးလို့မပြောကောင်းတယ်ကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီ3ယောက်ထဲမှာကျွန်တော်အကြိုက်ဆုံးကဂျော်ဦးအကြိုက်ဆုံးပဲဂျော်ဦးဆိုလို့ရှိရင်ကျွန်တော်အရန်ကြိုက်တယ်နော်သူတို့3ယောက်ဆိုရင်ကျွန်တော်အရန်ကြိုက်တယ်မကောင်းဘူးလို့ကျွန်တော်မပြောဘူးအရန်ကောင်းတယ်ဒါပေမဲ့အခုလုံနေတာကလေးကစားတဲ့ဟာမဟုတ်ဘူးနော်အခုပြိုင်နေတာကလေးကစားတယ်မဟုတ်ဘူးပြိုင်ပွဲဖြစ်နေတာနော်တချို့တွေတွေ့ဆိုလို့ရှိရင်အဲ့ဒါဘဝနဲ့ကိုယဉ်ပြီးတော့နော်အချိန်ကုန်ခံပြီးတော့လာပြိုင်တဲ့ပြိုင်ပွဲဖြစ်တယ်အဲ့ဒီအပေါ်မှာ voting တွေကအစကတည်းကနေရှိပြီးသားအခုမှပဲမဟုတ်ဘူးအစကတည်းကနေချင်းငယ်လေးတိပြီးသားဒိုင်လူကြီးတွေကအကုန်လုံးတိပြီးသား voting 50ဒိုင်လူကြီးက50နော်50ပေါင်းပြီးတော့အများဆုံးကသူတို့ခေါ်တော့မှဖြစ်ပါတယ်အဲ့ဒါလည်းအကုန်လုံးတည်ပြီးသားပါเนาะဒါပေမဲ့ဘာဖြစ်လို့ဘာစိတ်ကူးပေါက်လို့ voting ကိုသူတို့ကအခုမှပဲမကြိုက်ဘူးလို့လာပြောတာလဲအစကတည်းကနေ voting ကိုမကြိုက်ဘူးဆိုလို့ရှိရင် voting ကိုမထားခိုင်းနဲ့ပေါ့เนาะ voting ကိုမထားခိုင်းနဲ့ပေါ့တကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်လည်း voting ကိုသဘောမကျဘူးဘာဖြစ်လို့ဆိုတော့ voting ကြောင့်တကယ်တော်တဲ့အဆိုရှင်တွေเนาะမတက်လာနိုင်တော့ဘူးပတ်စံပေးပြီးတော့ပတ်စံနဲ့voting များပေးရင်သူတို့ကခေါ်တော့မှာဖြစ်တယ်အဲ့ဒါကဒီမြန်မာ style ရဲ့ rule and regulation တခုဖြစ်တယ်စီမင်းစည်းကမ်းဖြစ်တယ်เนาะဘာဖြစ်လို့ဆိုတော့သူတို့အစကတည်းကဒီလိုထုတ်ထားတာဆိုတော့သူတို့ဘယ်လိုပဲတော် voting နဲ့ရင်သူတို့ကြမှာဖြစ်တယ်အဲ့ဒါလဲသူတို့ကတည်ပြီးသားချင်းငယ်တို့ဒီကိုစင်အောင်တို့ဆရာစောတို့အကုန်လုံးတည်ပြီးသားဒါပေမဲ့အခုလိုဖြစ်လာတဲ့အခါမှာဘာဖြစ်လို့သူတို့ကလက်မခံနိုင်တာလဲเนาะဆိုတော့ဆက်ကြည့်အောင်နော်ဟိုချစ်ကလေးတို့အမြင်ပဲပေးတယ်လေအမြင်ပဲသူတို့စိတ်ထားလေးဘလောက်ဖြူတယ်လဲဆိုတော့လေပေးတတ်တယ်မြင်သွားပြီနောက်ဒီကလေး3ယောက်သူတို့စိတ်ထားဖြူတယ်မဖြူဘူးဆိုတာကအကုန်လုံးကစိတ်ထားမကောင်းဘူးအကုန်လုံးကကောင်းတယ်သူတို့တငယ်ချင်းလို့ဒီကွန်မန်မတို့ချစ်ကြတာကျွန်တော်တို့လည်းသိတယ်နော်ဒါပေမဲ့ဒီအခုလိုမျိုးချိန်မှာကိုယ်တငယ်ချင်းတယောက်ဒီလိုကြာသွားတဲ့ခါကျတော့ဘယ်သူကသူတို့ကပြိုင်လို့မရတော့ဘူးနော်ကျွန်တော်တို့ပဲဆက်ပြိုင်မှာဘယ်သူကပြောမှာလဲဘယ်သူမှပြောမှာမဟုတ်ဘူးလေနော်အဲ့လိုတော့တကယ်ကလေးဆန်လို့နေတော်တာကိုလေပြီးတတ်တယ်လေအသိဆုံးပဲဒါကြောင့်မို့ချစ်ကလေးတို့ကလေဟိုပြန်ပြီးတော့ဆွဲခေါ်တာပါနော်နားလည်ပဲထင်ပါတယ်မဟုတ်အဲ့ဒါတော့ကျွန်တော်အဲ့ဒါတော့လက်မခံနိုင်ဘူးသူဘလောက်ပဲတော်ဘလောက်ပဲကဘာကြော်တည်ဖြစ်ပါစေနော်ကဘာကိုဘယ်နှပတ်10ပတ်တရားပဲပတ်ဒီပြိုင်ပွဲဒီ voting 50ဒိုင်လူကြီး50ဖြစ်တယ်နော်ဒိုင်လူကြီးတွေရဲ့ပေးတဲ့အမတ်ကိုလည်းဒီမြန်မာစတာကကောင်းလက်ခံတယ်ဒီမြန်မာစတာဖက်ကလည်းသူတို့လှုပ်ထားတာက voting ကိုမရှိမဖြစ်လှုပ်ထားတာဖြစ်တယ် voting မရှိဘူးဆိုလို့ရှိရင်သူတို့တို့လည်းအကျိုးအမြတ်တော့ရမှာမဟုတ်ဘူးအဲ့ဒါတော့ကျွန်တော်လည်းကောင်းနားလေတယ်ဒါပေမဲ့ဒါတွေကိုတိပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်လို့အဲ့လိုဖြစ်နေကြတာလဲနော်ကျွန်တော်ထင်တာက
ကျွန်တော်ခုနပြောတဲ့အတိုင်းပဲဒီ red zone မှာထိုင်တဲ့ red chair မှာထိုင်တဲ့ပြိုင်ပွဲဝင်တွေထဲမှာသူတို့ save ချင်တဲ့သူတွေအကုန်လုံးပါတယ်เนาะအကုန်လုံးပါတယ်ဒီ save zone မှာထိုင်တဲ့ association တွေတချို့ association တွေကိုသူတို့ကထုတ်ချင်တာကျွန်တော်ကောင်းကောင်းသိတယ်သူတို့ရဲ့ပြောဆိုတွေကိုနောက်တစ်ခုကျွန်တော်ပြောချင်တာဗာလဲဆိုတော့ဒီမြန်မာစတာရဲ့ CEO ပဲဖြစ်သူတို့ရဲ့ committee တွေပေါ့နော်အဲ့ဒါကကလေးကစားစရာမဟုတ်တဲ့အတွက်ကြောင့်မလို့နော်လေးနဲ့လေးကျွန်တော်တို့ကကြည်တယ်ကိုအားပေးရတာကျိုးမနဲ့တလို့ဖြစ်သွားတယ်နော်ဥပမာ JK Sophia ကျွန်တော်အရန်အားပေးတယ်မဲပေးတယ်ဗားတယ်အကုန်လုံး voting တွေပေးတယ်ထားပါတော့ဒါပေမဲ့အခုလိုမျိုးကြသွားတဲ့လူကိုပြန်ခေါ်တော့နော်လွတ်ကျွတ်တက်သွားတဲ့ပြိုင်ပွဲဝင်၄ယောက်အတွက်ကလုံးဝကိုနစ်နာသွားတာနော်နစ်နာသွားတာအဲ့ဒါကြောင့်မလို့နော်ဒါလေးကိုကျွန်တော်နည်းနည်းပြောတာဖြစ်တယ်ဆိုတော့ okay အဲ့ဒါလေးကဟိုပြီးခဲ့တဲ့ပတ်တုန်းကပြန်ခေါ်သွားတဲ့အပိုင်းပေါ့နော်ဒါပေမဲ့ဒုတိယချိန်မှာသူတို့ပြန်ရွေးတဲ့အခါမှာဘယ်သူတွေပဲဝါရီပါတယ်လဲဆိုတာလေးကိုကျွန်တော်တို့ဆက်ကြည့်ပြီးတော့ဒိုင်လူကြီးတွေရဲ့အမြင်လေးကိုလည်းကျွန်တော်ဆက်ပြီးတော့ reaction လုပ်တော့မှာဖြစ်ပါတယ်အားလုံးပဲရှေ့ဆက်အောင်မြင်ကြပါစေလို့တခြားပြောစရာစကားမရှိပါဘူးကျေးဇူးပါဆရာ ချစ်ငယ်တို့အနည်းပညာလောကမှာလေချစ်စရာကောင်းတယ်လို့မုန်းစရာကောင်းတာလည်းရှိတယ်ငွေများငွေနိုင်ဆိုတာလည်းရှိတယ်အဲ့ဒါတွေအားလုံးဟာဆောင်တဲ့ဘုံလို့ချစ်ငယ်ထင်တယ်တကယ်တော်တဲ့သူတွေဟာနေရာရချင်မှရမယ်တကယ်တော်တဲ့လူတွေကလည်းနေရာရချင်ရတယ်အားလုံးကခြုံကြည့်ရင်ဒုတိယဘုရားသခင်ဖြစ်တဲ့ငွေပဲအဲ့ဒီငွေကဘာကြောင့်လဲငွေများငွေနိုင်မယ် voting များရင်များသလိုအမှတ်ရမှာပဲအဲ့တော့ချစ်တယ်ဆိုလို့ခြင်းတဲ့သဘောကတော့တကယ်ကောင်းတဲ့အနုပညာရှင်တွေဆုံးရှုံးသွားတာလေဒီ voting ကြောင့်ပဲ okay အဲ့မှာကျွန်တော်ပြောချင်တယ်အခုချင်းငယ်ပြောတာကျွန်တော်လဲသဘောတူတယ်ကျွန်တော်လဲရမ်းကြိုက်တယ်เนาะဒီလိုမျိုးအနုပညာတကယ်လုံးဝပါရမီရှင်တွေရွေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်လဲအဲ့လိုမျိုးငွေနဲ့ voting နဲ့ရွေးတာကျွန်တော်မကြိုက်ဘူးအခုလိုမျိုးဒိုင်လုံးဝဘက်မလိုက်တဲ့ဒိုင်တွေကိုထားပြီးတော့လုံးဝပဲကောင်းတဲ့လုံးဝ share လန်ထွက်နေတဲ့ကောင်းတဲ့အဆိုရှင်အမှုပညာရှင်တွေကိုရွေးထုတ်ရင်တော့တော်တော်လေးတော့ကောင်းမယ်လို့ကျွန်တော်ထင်တယ်ဥပမာကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်နာမည်တက်ပြီးတော့ပဲပြောလိုက်မယ်မဟုတ်တာလည်းမဟုတ်ဘူးပေါ့နော်မြန်မာ idol မှာပေါ့နော်မြန်မာ idol မှာကျွန်တော်တို့လည်းတိကျမှာပေါ့မြန်မာ idol မှာ Benjamin Zoom နဲ့ Esther ပေါ့နော် Esther တော့ကျင်းဆုံးသူတို့ကတက်လာတဲ့ချိန်မှာ voting ကြောင့်လားဒိုင်လူကြီးအမတ်ကြောင့်လားတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ထင်တာတော့ voting ကြောင့်ပဲเนาะ voting ကြောင့်ပဲထင်တယ်ဆိုတော့ Esther က winner ရောက်လာတယ် winner တက်လာတယ် Benjamin Zoom ကကျသွားတယ်ဒါပေမဲ့အခုလိုကြည့်တဲ့အခါမှာကျသွားတဲ့ Benjamin Zoom ကအခုချိန်ထိတကယ်စိတ်ပါလက်ပါဒီအမှုပညာလမ်းကြောင်းမှာရှောက်လန်းနေတယ်တချင်းဆိုတယ်အခုအချိန်ထိဆိုနေတော့ပဲတချင်းတွေထုတ်တယ်နော်အခုအချိန်ထိကောင်းနေတော့ပဲအင်္ဂလိပ်တချင်းထုတ်တယ်ဗမာတချင်းထုတ်တယ်ချင်းတချင်းအဲ့လိုမျိုးဆိုနေတော့ပဲဒါပေမဲ့ winner ဖြစ်တဲ့ Esther ကအရန်လဲတော်ပါတယ်အရန်လဲကောင်းပါတယ်အခုသူ winner ရပြီးတဲ့နောက်ပိုင်းမှာအိမ်ထောင်ကြတယ်ယောက်ျားယူတယ်သူရတော့တဲ့ကွန်ဒိုမာလာဘယ်မှာလဲမသိဘူးသူပျော်နေပြီเนาะသူလက်ဆောင်နဲ့သူဟာနဲ့သူတော့အဆင်ပြေပြီပေါ့နော်အဆင်ပြေတဲ့ခါကျတော့သူအခုပါလို့လဲတချင်းဆိုသေးလားပွဲဒီမှာဆိုသေးလားတချင်းတွေထုတ်သေးလားကျွန်တော်လည်းသူ့ကို subscribe လုပ်ပါတယ်သူ့ရဲ့ channel လည်းကျွန်တော် follow လုပ်ပါတယ်ဒါပေမဲ့သူအိမ်ထောင်ကြပေးတဲ့နောက်ပိုင်းမှာမလှုပ်ရှားနိုင်တော့ဘူးเนาะယောက်ျားယူပြီးနောက်ပိုင်းမလှုပ်ရှားနိုင်တော့
ဆိုတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အခုလိုမျိုးအမှုပညာကိုမွေးထိုးတော့မယ်ဆိုလို့ရှိရင် voting တွေကို30ရာခိုင်40ရာခိုင်နှုန်းထားပြီးတော့เนาะဒီဒိုင်လူကြီးရဲ့အမတ်ကိုဒိုင်လူကြီးရဲ့အမတ်ကို90ရာခိုင်နှုန်းလောက်ထားပြီးတော့ရွေးမယ်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်လူတော်လူကောင်းတွေပေါ်လာမယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီမတိုင်ခင်မှာကျွန်တော်ပြောချင်တာတစ်ခုရှိသေးတယ်ဘာလဲဆိုတော့ယူဝေဖြိုးကလည်းဘာမှမဟုတ်ဘဲနဲ့ယူဝေဖြိုးလည်းကြာသွားတယ်ယူဝေဖြိုးကနော်ယူဝေဖြိုးကပြောရမယ်ဆိုလို့ရှိရင်ဘာလာတောင်းနော်ဒီပြိုင်ပွဲဝင်ထဲမှာကယူဝေဖြိုးတယောက်ကဘာလာတောင်းနော်ယောက်ျားသချင်းလာမလားမိန်းကလေးသချင်းလာမလား rock လာမလားpop လာမလားယူဝေဖြိုးကအကုန်လုံးဘာလာတောင်းအဆင်ပြေတယ်သူ့အတန်ကဘာတချင်းမှမရွေးဘူးဘာတချင်းမဲလာဆင်ပြေတယ်ဒါပေမဲ့ဘာဖြစ်လို့သူကြသွားတာလဲ voting ကြောင့်ပဲသူကြသွားတာဒါပေမဲ့ voting ကြောင့်ကြသွားတာဆိုပေမဲ့အခုချိန်ထိယူဝေဖြိုးကစိုးနေတော့ပဲနော်ခါဘာဆောင်တွေထုတ်နေတော့ပဲကျွန်တော် follow လုပ်နေတယ်သူ့ကိုအရန်ကြိုက်လို့သူ့အတန်ကိုအရန်ကြိုက်လို့ follow လုပ်နေနော်အမြဲတမ်းသူလှုပ်ရှားနေတဲ့အဒီအမှုပညာလမ်းကြောင်းမှာပြောချင်တဲ့အခါမှာသူကတကယ်လေးနက်လှုပ်ရှားနေတဲ့လူတယောက်เนาะအဆိုရှင်ယူတူကိုလှုပ်နေတဲ့အဆိုရှင်တယောက်လို့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်မလို့ယူဝေဖြိုးတယောက်လို့ရှုံသွားရတာကတကယ်အရန်ပဲနစ်နာရတယ်ပေါ့နော်အရန်ပဲနစ်နာတယ်ကျွန်တော်အဲ့ဒါလည်းပြောချင်တယ်ဆိုတော့အခုကြာသွားတဲ့ပြိုင်ပွဲဝင်တွေကလည်း voting ကြောင့်သူတို့ကြာသွားတာเนาะဆိုတော့ဆက်ကြည့်အောင် တကယ်တော်တဲ့လူတွေလည်းတက်လာတာကလည်းကံတရားနဲ့ကြိုးစားမှုကြောင့်ပဲဒုတိယဘုရားသခင်ဖြစ်တဲ့ voting ကိုချစ်ငယ်မကြိုက်ဘူးနောက်တစ်ခုကအနုပညာလောကမှာဟန်ဆောင်မျက်နှာဖုံးတွေကိုချစ်ငယ်မုန်းတယ် အခုချင်းငယ်ပြောတော့တာခုနကျွန်တော်ပြောတာနဲ့အတူတူပဲဒီအနုပညာလမ်းကြောင်းမှာပေါ့နော်ဒီအနုပညာလမ်းကြောင်းမှာကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုလုံးဝနှိမ့်မြုပ်ပြီးတော့ယူတူလုံးမဲ့လူမဟုတ်ဘဲနဲ့ဒီစုလေးရခြင်းလို့ဒီနာမည်တစ်လုံးလေးရခြင်းလို့ဒီပြိုင်ပွဲကို voting အားနဲ့ပေါ့နော်နိုင်အောင်ကိုလာပြိုင်တဲ့လူတွေကိုပြောတာတကယ်တမ်းဆိုလို့ရှိရင်သူတို့မှာဘာပါရမီမှလည်းမရှိဘူးနော်သူတို့အတန်နေဆိုလို့ရှိရင်သူတို့အတန်နေဆိုလို့ရှိရင်လည်းလုံးဝကိုအဆင်မပြေဘူးဒါပေမဲ့ voting ကြောင့်တက်တဲ့လူတွေကိုပြောတာရှင်းပြီလားပြန်နာတော့ နောက်တစ်ခုကအနုပညာလောကမှာဟန်ဆောင်မျက်နှာဖုံးတွေကိုချစ်ငယ်မုန်းတယ် ဟန်ဆောင်မျက်နှာဖုံးဆိုတာဒီငွေနဲ့ voting နဲ့တက်လာတဲ့လူတွေကိုပြောတာတကယ်သူတို့မှာပါရမီမရှိဘဲနဲ့တချင်းတော်မပီကလာနဲ့ဆိုတဲ့လူတွေကိုပြောတာ တကယ်ကိုမตายရပါတယ်ချစ်ငယ် တယောက်နဲ့တယောက်ချစ်တယ်ဆိုတာရင်ထဲကချစ်တယ်ဆိုရင်အနှစ်ရေရှည်ကြာတည်တံ့ခံမြဲတယ်အပေါ်ယံကြောနဲ့ချစ်တယ်ဆိုရင်ခဏပဲရတယ်ဘာကြောင့်လဲချစ်ကြလို့အနုပညာလောကမှာနှက်ကောင်းနှံ့တဲ့တည်ရှိတယ်ဟန်ဆောင်ရင်ခဏပဲရတယ်တကယ်ဝမ်းသာတာလားတကယ်ဝမ်းနေတာလားလူတွေရဲ့ emotion ကြည့်ပြီးတော့သိတယ်ဒါပေမဲ့ဒီကလေးတွေအားလုံးတော်ပါတယ် red zone မှာထိုင်နေတဲ့ကလေးတွေလည်းတော်တယ်ဟိုမှာထိုင်နေတဲ့ကလေးတွေလည်းတော်တယ်ဒါပေမဲ့ဘာလို့ဒီလိုကွဲသွားရတာလဲ အဲ့ဒါ voting ကြောင့် အဲ့ဒါ voting system ပဲဒုတိယဘုရားသခင်ကြောင့်ပဲအဲ့ဒါကြောင့်ချစ်ငယ်ဒါဆိုရင်တကယ်အရေးသွေးရှိတဲ့သူကိုချစ်ငယ်ခေါ်ဆောင်သွားမှာပဲအဲ့တော့အမှတ်တရနေရတော့သားတို့သမီးတို့ကြိုးစားပါဟိုမှာထိုင်နေတဲ့ကလေး၃ယောက်ဟုတ်လားကျော်ဦးလေးဝှစ်ပြီးလေးနော်နောက်ပြီးတော့တသားလေးဒီကလေး၃အောင်စလုံးကလေသူ့အစွမ်းနဲ့သူတော်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့နော်သူတို့ရဲ့ဟိုနောက်မှာချစ်တဲ့ပရိသတ်အားလေးကောင်းတယ်သူတို့ကိုယ်တိုင်ကလည်းတော်တယ်ဆိုတဲ့ခါကျတော့နေရာကောင်းကိုရကြမယ်ကလေး၄ယောက်ကြတော့လေတော်တယ်သို့တော်လေသူတို့မှာ voting အားနည်းရင်တော်ရဲ့သားနေမဖြစ်လေခြေတလန်းနောက်ဆုတ်သွားရတယ်အဲ့တော့သားတို့သမီးတို့1 minute ပါနဲ့ကိုတိုင်းပတ်စံရှိအောင်ကြိုးစားပါပတ်စံရှိတဲ့အခါကျရင်ပြန်ပွဲတော်ဝင်စရာမလိုပါဘူး ဩ
ချင်းရပြောတာဘလို့ပတ်စံရှိရင်ပြန်ပွဲဝင်စရာတော့မလိုပါဘူးပြန်နှထောင်ရအောင် ထုတ်သွားရတယ်အဲ့တော့သားတို့သမီးတို့1 minute ပါနဲ့ကိုတိုင်းပတ်စံရှိအောင်ကြိုးစားပါပတ်စံရှိတဲ့အခါကျရင်ပြန်ပွဲတောင်ဝင်စရာမလိုပါဘူး ရှင်းတယ်နော်အဲ့မှာရှင်းသွားတယ်သူပြောချင်တာဒီ voting ကြောင့်ပေါ့နော်ပါသွားတဲ့လူတွေကိုပတ်စံကြောင့်ဆိုတော့သူအရာစိတ်နေတာသူဆိုတော့ပတ်စံရှိမှပြန်စရာလည်းမလိုတော့ဘူးပေါ့နော် ချစ်ငယ်ချင်းတွေကစကားပြောတာနော်သားတို့သမီးတို့ခံစားနေရတဲ့ချစ်ငယ်သိတယ်ဒါပေမဲ့သမီးတို့ဟန်ဆောင်နေရတဲ့ချစ်ငယ်သိတယ်မျက်လုံးချစ်ငယ်ကြည့်ပြီးစားဖတ်တတ်တယ်သို့တော်လည်းဟန်ဆောင်တာခဏပဲရတယ်နော်အဲ့တော့သားတို့သမီးတို့ရိုးသားပါကြိုးစားပါလို့ပဲချစ်ငယ်ပြောချင်တယ် တိတ်ကိုမတာပါတယ်ချစ်ငယ်အဲ့တော့အနုပညာလန်ခီမှာရေရှည်နှစ်ပေါင်းများစွာထုံးတောက်တဲ့ကျဲတပွေးနေနဲ့အောင်မြင်ဖို့လမ်းစာတစ်ခုကိုရှာဖွေနေကြတဲ့ပထမအဦးဆုံးခြေလမ်းကိုလှမ်းနေကြတဲ့ဒီမှာရှိတဲ့မောင်လေးတွေညီမလေးတွေအားလုံးအတွက်တကယ်ကိုမှတ်သားစရာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ် judge တူဖြစ်တဲ့ကိုစင်ရောင်းကနေပြီးတော့လေအမတ်တရားစကားလေးပြောကြားပေးစီလိုပါတယ်ရှင် ပြောချင်စိတ်ကိုမရှိတာ ဒါလည်းမှတ်သားစရာတွေကတခုပါပဲအကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီမှာရှိတဲ့မောင်လေးတွေညီမလေးတွေဒိုင်သူကြီးမင်းနေအနေနဲ့ဘလောက်အထိအကောင်းဆုံးတင်ကြားပြသပေးခဲ့လဲလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ထောက်ပြပြီးတော့တစ်စင်မီတစ်စင်ဘလောက်ထိတောက်ပလာအောင်လို့polish လုပ်ပေးခဲ့လဲဆိုတာကိုပရိသတ်တွေကတွေ့မြင်ကြမှာပါအမုန်းခံပြီးတော့လည်းပြောတယ်အားလုံးကံကောင်းတဲ့ရက်တွေမှာတော့ပရိသတ်တွေကချစ်သွားကြပါတယ်ဒါပေမဲ့တိုင်းသူချင်းမင်းနဲ့တာဝန်ရလဲတိတ်ကိုကြီးမားပါတယ် ကျွန်တော် ဆိုတော့ ကဲဟုတ်ပြီနော်ဒီနေ့ကျွန်တော်အဓိကပြောချင်တဲ့ point ကအခုရောက်လာပြီပေါ့နော်ဒိုင်လူကြီးဆရာစောကိုဆရာလည်းတူလေးပဲပြောသွားတယ်အောင်မြင်ပါစေနော်ဒါပေမဲ့မချစ်ငယ်ကတော့ပညာသားပပနဲ့အများကြီးပြောသွားတယ်ဆိုတော့သူပြောတာတွေလည်းအကုန်လုံးနားလည်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်နောက်ဆုံးကိုစင်အောင်ကနေပြီးတော့ဘာမှမပြောဘူးပေါ့နော်ပြောချင်စိတ်ကိုမရှိဘူးဆိုတော့အိုင်မအခုလောလောဆယ်တော့ red zone မှာထိုင်နေတာက JK Sophia Nani ရဲ့ဇန်ဝီလီရဲ့မူမြတ်ချက်ရဲ့ပေါ့နော်သူတို့၄ယောက်က red zone မှာထိုင်နေတာဒါပေမဲ့ safe zone မှာထိုင်တဲ့၃ယောက်ကတော့စောမျိုးရဲ့ကျော်ဦးရဲ့ဝိပီးရဲ့သူတို့၃ယောက်ထိုင်တာခုနမချင်းရဲ့ပြောသွားတဲ့အဲမှာကသူတို့၃ယောက်ကတော်လို့လည်းဖြစ်တယ်ပြီးတော့သူတို့က voting လည်းများလို့ဖြစ်တယ်တဲ့နော်ဆိုတော့အခုဒီ၄ယောက်ကြာတော့လည်းဒိုင်တွေကလည်းအစင်မပြေပြန်ဘူးမကျေနပ်ပြန်ဘူးနော်ပြီးခဲ့တဲ့ပတ်တုန်းကစောမျိုးရဲ့ကျော်ဦးရဲ့နားနီရဲ့ကြာတော့တယ်သူတို့လည်းမကျေနပ်ပြန်ဘူးဒီခေါက်ကြာတော့လဲဇန်ဝီလီရဲ့JK Sophia ရဲ့မူမြတ်ချက်ရဲ့သူတို့၃ယောက်ကြာသွားတော့လဲမကျေနပ်ပြန်ဘူးဆိုတော့ဒီလိုစဉ်းစားရင်တော့အရန်ရှင်းပါတယ်သူတို့တကယ်ထုတ်ချင်တာကကျွန်တော်ဒီလိုပဲပြောလိုက်မယ်ထိသွားလို့နားတယ်ဆိုလို့ရှိရင်လည်းနာပေါ့နော်ဒိုင်လူကြီးတွေရဲ့ပြောဆိုချက်အရကျွန်တော်လည်းဝေဖန်သုံးသပ်မယ်တကယ်တမ်းသူတို့ဖြုတ်ချင်တာကဟွိပီရှင်းပြောရမယ်ဆိုလို့ရှိရင်ဟွိပီကအတန်လဲတိတ်မကောင်းပါဘူးအဆူလဲတိတ်မကောင်းပါဘူးရှင်းပြောတာနော်ကျွန်တော်လည်းဘက်မလိုက်ဘူးရှင်းပြောတာကျွန်တော်လည်းမကြိုက်ဘူးရှင်းပြောရင်ဟွိပီကကျွန်တော်လည်းမကြိုက်ဘူးဒါပေမဲ့အခုလိုတက်သွားတာက voting အားများလို့သူတက်သွားတာရှင်းပြောရမယ်ဆိုလို့ရှင်နော်နားနီလောက်လည်းမကောင်းမူးမြတ်ချေလောက်လည်းမကောင်းရှင်းပြောတာနော် JK Sophia လောက်လည်းမကောင်းသူတချင်းဆိုတာပြန်ပြီးတော့နားထောင်ကြည့်သူကနေတဲ့အချိန်မှာအတာနေတောင်မှပြတ်တော့ဖြစ်နေတာနော်ဒါတွေအတီးမွားပဲပြောပြမယ်တခြားပြိုင်ပွဲဝင်နေတဲ့ပြိုင်တဲ့ခါမှာသူ့ရဲ့အားနည်းချက်တွေဖြစ်သွားတယ်နော်ဒါပေမဲ့သူကတက်သွားတာကဘာကြောင့်လဲ voting ကြောင့်ပဲအဲ့ဒါကြောင့်မလို့ဒိုင်လူကြီးတွေကဖြုတ်ချင်တာဟိုပြုတ်ကိုဖြုတ်ချင်တာအခုချိန်ထိသူတို့မကျေနပ်ဘူးဆိုတော့ကျွန်တော်အထင်ပြောရမယ်ဆိုလို့ရှိရင်သူတို့ဖြုတ်ချင်တာကဟိုပြီးနဲ့မူမြတ်ချင်တဲ့သူတို့ဖြုတ်ချင်တယ်
သူတို့နေရောက်ကိုဖြုတ်ချင်တာဒါပေမဲ့ဝိပီကအခုချိန်ထိတက်နေတော့ဆိုတော့လုံးဝကိုမချေနဲ့တာတိုင်းတွေကလုံးဝမချေနဲ့တာနော်လုံးဝမချေနဲ့တာအဲ့ဒါပါပဲနော်အဲ့ဒါပါပဲသူတို့လုံးဝမချေနဲ့တဲ့အကြောင်းရင်းကအဲ့ဒါပါပဲโอเคအနောက်ဆုံးလေးကိုကြည့်အောင်โอเคဒီမှာသူတို့ရဲ့ result လေးကိုကျွန်တော်ပြမယ်နော်သူတို့ JK Sophia တော့ diluge အမှတ်အများဆုံးပဲဘာဖြစ်လို့ကျသွားတာလဲ voting ကြောင့်နော် voting ကြောင့်စောမျိုးရာဇာ diluge ကြိုက်တယ်မုံမြတ်ချေ diluge ကြိုက်တယ်ဝိပီကအလဲလက် diluge 460အလဲလက် Ephraim ကျော်ဦး490လားတေမကွယ်ဦးနန်းနီဆန်ဝီလီကအနိုင်ဆုံးပဲအနိုင်ဆုံးလည်းဖြစ်တယ် voting လည်းအနိုင်ဆုံးလည်းဖြစ်တယ်ဆိုတော့ဆန်ဝီလီကကျတော့တယ်ပေါ့နော်ဆိုတော့ဒီမှာရှင်းလင်းပဲကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဂျက်ကဆိုဖီယာတော်ပေမဲ့ voting ကြောင့်ကျတော့တယ်သူတို့ဖြုတ်ချင်တဲ့လူက voting များတော့တဲ့ခါကျတော့ဖြုတ်လို့မရဘူးသူတို့အမှတ်များပေးပေမဲ့ voting နည်းလို့ကျတော့တယ် JK Sophia ကျတော့တယ်နော်အဲ့ဒါပါကြောင့်လဲ voting နည်းလို့ဝိပီကခု10ရာထောင်3သိန်းအဲ့မှာကြည့်သူတို့လုံးဝဖြုတ်ချင်တဲ့ဝိပီကသူတို့အများဆုံးပဲတိလားဟိုမှာ3,609,600 voting အများများတယ်နော်သူကအများဆုံးပဲဒုတိယအများဆုံးက Ephraim ကျော်ဦး Ephraim ကျော်က3,59,650နော်ကျွန်တော်မြင်တော့ပြောမယ်တော့တိတ်မရှင်းဘူးဖြစ်နေတယ်ဆိုတော့သူဖြုတ်ချင်တဲ့လူကအများဆုံး voting ရတယ်ဆိုတော့သူတို့ကဘာမှလုပ်လို့ကိုမရတာနော်တကယ်တမ်းကျတော့သူတို့ဖြုတ်ချင်တဲ့ဟိုပြီးကျွန်တော်သိတယ်ဒါပေမဲ့ဖြုတ်လို့မရဘူးဒါက voting system ဖြစ်နေတော့ဖြုတ်လို့မရအောင်ဖြစ်နေတယ်အဲ့ဒါကြောင့်မို့လဲသူတို့ကအခုချိန်ထိလုံးဝမကြည်မနှက်ဖြစ်နေတာပေါ့နော်တိုင်တွေကအခုလုံးဝမကြည်မနှက်ဖြစ်နေတဲ့အကြောင်းရင်းလေးတွေကျွန်တော်ပြန်ပြီးတော့ပေါ်ပြနေတာဖြစ်ပါတယ်သူတို့မကြည်တဲ့အကြောင်းကအဲ့ဒါပါပဲโอเคအဲ့လောက်ပါပဲဒါလေးကကျွန်တော်ရဲ့အမြင်လေးကိုကျွန်တော်ပြန်ပြီးတော့ပြောတာဖြစ်ပါတယ်မားတော့တယ်ဆိုလို့ရှိရင်လည်းခွင့်လို့ပေးပါလို့ကျွန်တော်ပြောချင်တယ်အားလုံးကိုကျေးဇူးတင်နေbye bye